sau đó mà cha xong lại tụi bé hôm nay ra biểu level này 65 level này giao này đâu có zero đi time đi cũng chào này là gì bố sao mà zero bây giờ nó bây giờ bây giờ bao lâu tàu mà trả zero giao này đâu rồi mà chỉ là để hôm minus tí xem ao mà cho mà tên này máy khoe có lúc cho lại mà lúc bảo rồi chỉ biết ao lúc này bao lâu giống mà lại rồi xin ra chiều tại bây giờ xí bao nhiêu lại tôi đã ao mà lúc này ngày nhiêu lại tôi đã ao mà lúc chỉ nhà gì chả mà gì nhìn chăng gì ta không mà tôi đã vụ tại là xí lâu nhìn nhiều gì có lâu bà ta đi ai chả mà nhìn nhiều mu mẹ nóတွေ့တာပဲလေနောက်တော့ဘလောက်စုပ်ပဲလဲဆိုတာတိုင်းပြည်ရောပါညီမပြည်ရောပါ ICJ ကဘာနဲ့တရားစွဲတယ်ကဘာတရားရုံးကနေတို့တို့ဂျီနိုဆိုက်နဲ့တရားစွဲတယ်အမေစုလောက်တာဘာလာမပြောနဲ့သဘောပြပြတာကျောက်တို့ဘယ်အစိုးရလက်ထက်မှာဘယ်နိုင်ငံခေါင်းဆောင်ရဲ့လက်ထက်မှာကျွန်တော်တို့တိုင်းပြည်ကိုဒီလိုမျိုးကဘာတရားရုံးကဂျီနိုဆိုက်နဲ့တရားစွဲတာမရှိဘူးခုနကကြာထဲမှာနော်အိမ်မြောင်လေးတောက်တဲ့လေးတော့ကျွန်တော်မတတ်ဘူးနော်ငင်းညမ်းသောအတူဆင်တွဲနေထိုင်နေသူတို့ဖားတဲ့အမိုက်ကျွန်တော်လဲနိုင်တယ်ကျွန်တော်အိမ်မပြတ်စင်းတော်ပြီသဘောကဆိုလိုတာကဘယ်လိုတရားဝါလေးမှမတတ်ဘူးလေကျွန်တော်တို့တွေကဗုဒ္ဓဘာသာဝင်တွေဘယ်လောက်ယဉ်ကျေးလဲဂျီနိုဆိုက်တဲ့လူမျိုးတုံးတတ်တယ်အမေစုလောက်တာအမေစုရှင်နာဖို့ကောင်းတယ်ဟိုလူတယောက်ရှိတယ်ဟိုလူတယောက်အဖိုးကြီးမျက်မှန်နဲ့ကျွန်တော်လည်းတော့လည်းအသက်ကြီးတော့တယ်သူလွှင့်တယ်သူမှ live တမှာပြောတယ်ဘာပြောလဲမင်းတို့တက်မတော့အကြီးကဲတွေတဲ့ ICJ တို့ ICC တို့မှာတဲ့ဘာဖြစ်လဲအကုန်လုံးတက်တဲ့အထောက်ထားတွေကြောင်းနေပြီတဲ့မင်းတို့အကုန်လုံးကျိုးစင်တက်ရမယ်တဲ့ဘာညာကျိန်းမောင်းနေတယ်ကျွန်တော်စဉ်းစားလူတွေတက်မတော့ခေါင်းဆောင်တွေ ICJ ရောက်တာမရောက်လာတော့မသိဘူးခင်ဗျားတို့အတိုင်ပင်ခံရောသမရဦးဝင်းမြင့်ကောဟိုဘက်ကဒေါက်တာဇော်မြင့်မောင်ရော NLD တွေအကုန်လုံးထောင်ထဲရောက်နေပြီသူများတို့တော့မပြောနဲ့ခင်ဗျားတို့လောလောဆယ်ထောင်ထဲရောက်နေပြီနိုင်ငံရေးမှာစေတနာမမှန်ရင်အကျိုးမပေးဘူးမကောင်းတဲ့စိတ်ကမကောင်းတဲ့အကျိုးပဲပေးတယ်အဲ့ဒါမြင်မြင်မှတ်တာစေတနာမမှန်ရင်အကျိုးပေးမမှန်ဘူးမကောင်းတဲ့စိတ်ကမကောင်းတဲ့အကျိုးပေးတယ်စေတနာမမှန်ရင်အကျိုးပေးမမှန်ဘူးတသက်ရှိတယ်ဗလာကြီးမပြောဘူးတော့ဘုရားမူကြီးတန်းဆွေတိုင်းပြည်ကိုဟုတ်တယ်မဟုတ်လားအောက်ချုပ်ခဲ့တယ်အနည်း20ကျော်ပေါ့ဟုတ်တယ်မဟုတ်လားထားလိုက်ပါတော့ကျွန်တော်ပေါင်းပြီးပြောလိုက်တာနော်အနားယူပါတယ်ဟစ်စေပဲသူတိုင်းပြည်တောင်ထမ်းဆောင်ခဲ့တဲ့စေတနာမှန်တယ်ပြောခဲ့ပြီးပါရင်နော်သူဘာတွေလောက်သွားပြီလဲပြောခဲ့ပြီးသွားပြီစေတနာမှန်တယ်နော်ခင်ဗျားတို့ဘယ်လိုနောက်ဆက်စီးပွားရေးဘယ်လိုပိတ်ဆို့ခင်ဗျားတို့အမျိုးမျိုး NLD ရလူတွေဘယ်လိုပဲနိုင်ငံရေးရဖိအားပေးနောက်ဆက်မကူညီဘယ်လိုပဲဖြစ်နိုင်ငံတကာဖိအားဘယ်လိုလဲခင်ဗျားတို့တိုင်းပြည်ကို level 0ကနေပြီးတော့50ထိပို့သွားတာစေတနာမှန်တော့အချိုးပေးကောင်းတယ်အေးချမ်းနေရတယ်သူရဲ့အခုဒါဘဝရဲ့နောက်ဆုံးအချိန်တွေပေါ့ဗျာအသက်တွေကြီးလာတော့လူတွေကတနေ့ပြေးကြရမှာစေတနာမှန်လို့သမရယူသိစိတ်ခင်ဗျားတိုင်းပြည်ကိုသူစေတနာမမှန်နဲ့ပြည်သူတွေအားလုံးရင်ဝယ်သားခဲ့သို့ပဲသူရဲ့အတန်လေးကခင်ဗျားတကယ်ကျင်နာတယ်သူအတန်လေးကတော်တော်ကျင်နာဂရုဏာဆန်ဗျာတကယ်တမ်းကျတော့ဒီလိုသမရမျိုးကမရနိုင်အမတန်မှနိုင်ငံသားတွေကိုတကယ်ကောင်းဆောင်အစ်စ်ဗျတကယ်မိဘနဲ့တူတော့ကျွန်တော်တို့ရဲ့ကောင်းဆောင်ပေါ့
အားလုံးအဲ့လိုထားစေတနာမှန်နဲ့အကျိုးပေးကောင်းတဲ့သူအနာယူရတဲ့အေးဆေးပဲလေဘာခင်ဗျာပါမယ်ဦးဝင်းမြင့်ဟိုနာနဲ့တွေ့တယ်မသိသူလောက်တာထိုင်သားသလိုပဲလုံနေတာစတိုင်ကတွေ့တဲ့အတိုင်းပဲခင်ဗျားတို့အားလုံးသိတာပဲမူဗီတွေလည်းကြည့်နေရတာပဲပြီးတော့ဆောက်လို့မလို့ချင်းခတ်နေတယ်ကျွန်တော်အဲ့ဒါလေးပြောပြအောင်မယ်ချင်းခတ်တာကျွန်တော်ကသူ့ကိုချင်းမခတ်ရအောင်လို့ကျွန်တော်မပြောဘူးတမရတရားကအဲ့လောက်ပေါ်နေကြမလို့လေချင်းခတ်လို့ရတယ်ကျွန်တော်ပြောတာခတ်ချင်းခတ်တမရယုံထဲမှာခတ်ရတယ်ကျွန်တော်ကအပြစ်မပြောဘူး तू ကချင်းခတ်တာအပြစ်မဟုတ်ဘူးခင်ဗျားတို့သတိမထားဘူးလို့ तू ချင်းခတ်တာဘယ်မှာတက်ခတ်လဲဆိုတော့အဲ့ဒီသူ့ရဲ့တမရယုံထဲမှာဟိုဒေါင်းရုပ်ကြီးနဲ့ထုတာတဲ့ပုံတပုံရှိတယ်ဟိုပါလဲဒေါင်းရုပ်ကြီးနဲ့ကိုသားဟုတ်လားပါလဲမသိထုတာတယ်ကျွန်တော်ကြည့်တာအဲ့ဒါကြီးပေါ်မှာအဲ့ဒီဒေါင်းရုပ်ကြီးပေါ်မှာချင်းတက်ခတ်တဲ့ပုံကိုရိုက်ပြီးတော့ကျွန်တော်တို့ဟိုစားရအောင်ကျွန်တော်အဲ့မှာကျွန်တော်စိတ်ပြတ်သွားတာဒီတမရကိုပါလဲတော့ဂျာစားအိမ်တွေမရှိဘူးကျွန်တော်ပြောတာချင်းကရေရိုးသားခတ်ပေါ့ကျွန်တော်ပြောတာသူကအဲ့ဒီဒေါင်းရုပ်ကြီးမှာ तू ကချင်းတက်ခတ်နေတယ်မှာတဘောပြ post တက်ပြီးတော့ချင်းလေးတက်ခတ်တမရအဲ့တော့ပေါ်လို့မရဘူးလေငါကြိုးစောငါကမ်းမောလုံးလို့မရဘူးတမရဆိုတာကျွန်တော်ပြောတာရှင်းလားမသိဘူးဒီအောက်မှာချင်းဝိုင်းခတ်တာကိုကျွန်တော်တို့အပြစ်မပြောဘူးဒါပေမဲ့အဲ့ဒီဒေါင်းရုပ်ယူမှာတက်ပြီးတော့ post ပေးပြီးတော့ချင်းခတ်ပြီးတော့ဓာတ်ပုံတင်လိုက်တာဒီတမရငါပေါ်ကြီးလေကျွန်တော်လည်းအခုမှပြောရဲတယ်ဘာသာသူကထောင်နေရောက်သွားပြီတော့ဘာသူကျွန်တော်အရေးလို့မရတော့ကျွန်တော်ဟိုတော့ပြောချင်းနေတာပါဇက်ကိုကြားနေတာပဲဒါတပြောကျွန်တော်ညှိပါအောင်နော်ကဲကြည့်စေတနာမမှန်ဘူးအကျိုးပေးမမှန်ဘူးအမေစုတို့ဦးဝင်းမြင့်တို့သမရဦးဝင်းမြင့်တို့သမရဦးဝင်းမြင့်တို့ဒီဘက်ကဒေါက်တာဇော်မြင့်မောင်တို့အကုန်လုံးအင်ရီယာအကုန်လုံးစေတနာမမှန်ဘူးအကျိုးပေးမမှန်ဘူးအခုအကောင်ထောင်နေရောက်ကုန်ပြီဘာဖြစ်လို့လဲစေတနာမမှန်ရင်အကျိုးပေးမမှန်ဘူးမကောင်းတဲ့စိတ်ကမကောင်းတဲ့အကျိုးပဲပေးတယ်ခင်ဗျားတို့အဲ့ဒါကိုပြင်လို့မရဘူးအဲ့တော့အဲ့ဒါကြောင့်ခင်ဗျားတို့ဒီလူတွေအဲ့ဒါဖြစ်တာဒါကြောင့်မို့ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့နိုင်ငံရေးမှာစေတနာမှန်ဖို့လို့တယ်အဲ့ဒါမှအကျိုးပေးမှန်မယ်ဖြောင်းမှဖို့လို့တယ်နိုင်ငံရေးမှာမပြောင်းမရင်ခင်ဗျားတို့ခွေးယူကောင်းစားကြွားတစ်ဖက်ပဲမယုံမစီနဲ့အမေစုတို့ NLD ပါတီကိုကြည့်အဲ့ဒါစေတနာမမှန်လို့ဖြစ်တာတိုင်းပြည်ကိုစေတနာမမှန်ဘူးပြည်သူတွေပေါ်မှာစေတနာမမှန်ဘူးပြောလိုက်တော့စင်ဖမ်းမဲ့ကြားဖမ်းမဲ့နဲ့အာနာမရခင်ကစင်ဖမ်းမဲ့ကြားဖမ်းမဲ့နဲ့အာနာလည်းရရောဘာဖြစ်လဲအမေစုဘာဖြစ်လဲတီးလားကျွန်တော်ဟိုကိုအောင်မင်းနဲ့ live မှာတခါပြောခဲ့တာလေဇွာတော့ပို့လေအလှလဲတော့ရှေ့ကကားတကြောမလှလာပပဝမ်းစိတ်ပေါ်အိုက်ကြကတော့ဘွေရွက်ပြီးတော့တရော်လုံးလဲရတော့တော့ပို့ခုနေရာမှာဟိုအကောင်ကြိုက်တာပရက်စိတ်ကြိုက်တာကြော်ဘူးလားမမိလားမသိဘူးကိုအောင်မင်း live မှာကျွန်တော်ပြောဘူးလေအဲ့ဒါပဲစေတနာမမှန်အကျိုးပေးမမှန်ဘူးเนาะအဲ့ဒါလေးကိုကျွန်တော်ပြောခြင်းတယ်အဲ့ဒါတော့သက်သေရှိတယ်ဗျစေတနာမမှန်အကျိုးပေးမမှန်တဲ့ဥစ္စာကျွန်တော်နာမည်တော့မတက်ဘူးဌာနအမည်မတက်ဘူးကျွန်တော်တကယ်အဖြစ်အမှန်တစ်ခုနဲ့ပြောခြင်းတယ်အဲ့လူတယောက်ရှိတယ်ဗျခါချုပ်ပြီးတော့ပြောလို့ရှိရင်တော့နာဝတနာအဖသမရဦးတန်းဆွေတို့ဒီစစ်ဆိုရလက်ထက်တစ်လျှောက်လုံးသမရကြီးဦးသိန်းစိန်လက်ထက်တစ်လျှောက်လုံးဟုတ်လား